အရန်ကောင်းတဲ့စကားစုလေးတစ်ခုကိုမျှဝေပေးချင်တယ် We all had the tendency to run away from suffering ဆိုလိုတဲ့အဓိပ္ပာယ်ကတော့လူတွေဟာတဲ့ဒီပြဿနာကနေဆင်းရဲဒုက္ခတွေကနေပေါ့လေကိုကြုံတွေ့နေရတဲ့အခက်အခဲကနေထွက်ပြေးတတ်တဲ့အလေးကျင့်လေးတွေရှိကြတယ်ထွက်ပြေးချင်ကြတယ်အစမပြေတာတွေရှင်အဲ့ဒီအစမပြေမှုတွေကနေအဝေးဆုံးတနေရာကိုထွက်ပြေးချင်တယ် But the fact is that without suffering there is no way to cultivate understanding and compassion ဒါပေမဲ့တဲ့တကယ်တမ်းကျတော့အဲ့ဒီပြဿနာတွေအခက်အခဲတွေဆင်းရဲခြင်းတွေမရှိဘူးဆိုရင်တဲ့နားလည်မှုတရားတွေကိုချင်းစာတရားတွေကိုပြုစုပြောင်းထောင်မဲ့နည်းလည်းမရှိဘူးတဲ့တိတိကျကျတွေးကျင်သိပြီးတော့မှန်တယ်နော်ကိုချင်းစာတရားဖြစ်ဖို့တယောက်နဲ့တယောက်နားလည်ဖို့တနာညာတာတဲ့စိတ်တွေကိုပြုစုပြောင်းထောင်နိုင်ဖို့ဆိုတဲ့အနေအထားဟာအဲ့ဒီဆင်းရဲဒုက္ခမရှိဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်ဒီဆရာတဲ့နဲ့ဟန်ကဘာထပ်ပြောလဲဆိုရင် I don't want to send my friends and children to a place without suffering ဒါကြောင့်မလို့တဲ့သူကတငယ်ချင်းတွေနဲ့ကလေးတွေကိုဆင်းရဲမရှိတဲ့နေရာအခက်အခဲမရှိတဲ့နေရာပြဿနာမရှိတဲ့နေရာကိုသူမပို့ပေးချင်ဘူးတဲ့ဒါဖြင့်သူဘာကိုပဲပို့ပေးချင်တယ်ဘာကြောင့်ဒီနေရာကိုမပို့ပေးချင်တာတော့ဆိုရင် because a place without suffering is a place without understanding and compassion ဘာဖြစ်လို့တော့ဆိုရင်အဲ့ဒီဆင်းရဲတွေအခက်အခဲတွေပြဿနာမရှိတဲ့နေရာဟာနားလည်မှုနဲ့ကိုချင်းစာတရားတွေမရှိတဲ့နေရာဖြစ်နေလို့ပါတဲ့ဆိုလိုတဲ့အဓိပ္ပာယ်ကတော့အခုကိုကြုံတွေ့နေရတဲ့အခက်အခဲတွေပြဿနာတွေဆင်းရဲဒုက္ခတွေကနေပြီးတော့ကိုချင်းစာတရားတွေဖြစ်အောင်နေရမယ်ဒီသဘောတဘာဝတွေကိုနားလည်အောင်ပြုစုပြောင်းထောင်နိုင်ရမယ်ဒီလိုအခက်အခဲတွေကနေပြီးတော့ပဲကိုယ့်ရဲ့စာနာမှုတွေကရုဏာတွေမေတ္တာတရားတွေကိုတိဆောက်တဲ့နယ်လို့ဒီလိုဆိုလိုထားခြင်းဖြစ်ပါတယ်အားလုံးပဲနားလည်သဘောပေါက်မယ်လို့ယူဆပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေ